ပုဗ္ဗာယုံမှာတရင်သုံးတဲ့အချိန်မှာတနေ့တော့မြတ်စွာဘုရားဩဝါဒပါတိမောက်ပြဖို့ဩဝါဒပါတိမောက်ဟောကြားဖို့တန်ဃာတွေစုဝေးတဲ့ကမြတ်စွာဘုရားကပထမယံလွန်သွားလဲမြတ်စွာဘုရားမဟောပါဘူးရှင်အာနန္ဒာကပထမယံလွန်သွားတဲ့အကြောင်းတန်ဃာတွေထိုင်နေတာပင်မနဲ့ကြားတဲ့အကြောင်းမြတ်စွာဘုရားပါတိမောက်ဟောတော်မူဖို့အကြောင်းလျှောက်တော့မြတ်စွာဘုရားကစိတ်ပဲနေခဲ့တယ်အဲ့ဒီအချိန်ကဝါတော်20ကျော်သွားပါပြီနောက်ညင်လေရန်ရောက်ကျော်လွန်တဲ့အခါမှာလည်းပဲထက်လျှောက်ပစ္စည်းမယံနောက်ဆုံးယံကျော်လွန်ပြီးတော့အာယုံတက်တဲ့အခါမှာလည်းပဲရှင်အာနန္ဒာလျှောက်တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ပရိသတ်ကမစင်ကြယ်ဘူးတဲ့ဒါမျိုးမိန့်တော်မူလိုက်ပါတယ်ပရိသတ်ကဘာဖြစ်တယ်လဲအဲ့ဒီပရိသတ်ထဲမှာသီလမရှိတဲ့ယဟန်တစ်ပါးပါနေပါတယ်ဒါကြောင့်မြတ်စွာဘုရားပါတိမောက်ကျွပြတော်မမူပါဘူးဟောတော်မမူပါဘူးအဲ့တော့ရှင်မောက္ကလန်မြတ်စွာဘုရားရဲ့စကားတော်ကိုကြားတဲ့အခါမှာပရိသတ်ထဲကြည့်လိုက်တဲ့အခါအဲ့ဒီသီလမရှိတဲ့ယဟန်ကိုပရစိတ်တဝိဇာဏနာနဲ့ကြည့်လိုက်တဲ့အခါဒီယဟန်ရှိနေတာပဲဆိုသိတော့ရှင်မောက္ကလန်ကတကူ80ပတ်နဲ့ပြည့်စုံတော့အဲ့ဒီယဟန်ရှိတဲ့စီကိုထသွားပြီးငါရှင်ထပါသင်ကိုမြတ်စွာဘုရားကမြင်တော်မူပါတယ်ဒုသီလဆိုတာယဟန်အစစ်မဟုတ်တော့ပါဘူးအတုဖြစ်နေပါတယ်သီလတွေဘာမှမရှိတော့ပါဘူးဒါကြောင့်သင်ဟာဒီထက်ကထွက်သွားပါလို့ပြောတော့ဒီဒုသီလပုဂ္ဂိုလ်ကရှင်မောက္ကလန်ကိုဘာမှမသိဘူးထင်လို့မသိလိုက်မသိပါသားတန်ဃာထဲမှာဒီတိုင်းပဲထိုင်နေပါတယ်နောက်2ကြိမ်မြောက်ရှင်မောက္ကလန်ကတတိပေးတယ်ထိုင်မြဲထိုင်နေပါတယ်3ကြိမ်မြောက်တတိပေးတယ်ထိုင်မြဲထိုင်နေတော့ရှင်မောက္ကလန်ကနောက်ဆုံးမှာဘာလုပ်ရတယ်လဲဆိုတော့အဲ့ဒီဒုသီလယဟန်ရဲ့လက်မောင်းကိုဆွဲတဲ့ပြီးတော့ကြောင်းတိုက်မုတ်ရဲ့တတိုင်းရဲ့အပြင်ဘက်ကိုဆွဲထုတ်လိုက်ပြီးတော့တကားကိုပိတ်မင်းတို့တွေဘာတွေထိုးပြီးတော့မြတ်စွာဘုရားရှိတဲ့စီပြန်လာတယ်မြတ်စွာဘုရားတဲ့ပရိသတ်စင်ကြယ်သွားပါပြီတဲ့ဩဝါဒပါတိမောက်ကိုဟောပြတော်မူပါမြတ်စွာဘုရားဆိုတော့မိန့်တော်မူတော့လျှောက်တော့မြတ်စွာဘုရားကမောက္ကလန်တဲ့အံ့ဩစရာကောင်းလိုက်တာအဲ့ဒီသီလမရှိတဲ့ပုဂ္ဂိုလ်ကလက်မောင်းကန်ရောက်လောက်အောင်ထိနေနိုင်ပါပြီတဲ့ဆိုပြီးမိန့်ကြားတော်မူပြီးတော့သမုဒ္ဒရာရဲ့အံ့ဖွယ်၈ပါးသာသနာတော်ရဲ့အံ့ဖွယ်၈ပါးဟောကြားတော်မူတယ်အဲ့ဒီနောက်မှာမြတ်စွာဘုရားကယဟန်တို့တဲ့ဒီနေ့ဒီချိန်ကစပြီးငါဘုရားဩဝါဒပါတိမောက်မဟောတော့ဘူးတဲ့ဒီနေ့ဒီချိန်ကစပြီးသင်တို့သာလျင်ပါတိမောက်အာနာပါတိမောက်လို့ခေါ်တဲ့တိက္ခာပုဒ်တွေကိုရွတ်ပြကြဥပုပ်ပြုကြတော့ဆိုပြီးတော့အဲ့ဒီဝါတော်20ကျော်တဲ့အခါအဲ့ဒီပရိသတ်မစင်ကြယ်တဲ့သီလမရှိတဲ့တန်ဃာတွေရောထွေးလာတဲ့အတွက်မြတ်စွာဘုရားအဲ့ဒီနေ့ကစပြီးဩဝါဒပါတိမောက်မဟောခဲ့တော့ပါဘူးအဲ့ဒီချိန်ကစပြီးဘုန်းကြီးတို့ခုယဟန်တော်တွေ15ရက်တကြိမ်ဥပုပ်ပြုကြတယ်ပါတိမောက်ပြကြတယ်တိက္ခာပုဒ်တွေကိုရွတ်ဆိုကြတယ်နားထောင်ကြတယ်ဒီဟာကအဲ့ဒီချိန်ကစပြီးတော့ဖြစ်ပေါ်လာခဲ့တာပါ